အားလုံးပဲမင်္ဂလာပါ Food and Mood Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ Oro ကတော့ငါးသမင်းနယ်နဲ့စက်တောင်ပန်ကျော်လေးလှူစားတော့မှာဖြစ်ပါတယ်အားလုံးပဲကြည့်ရှုပေးကြပါဦးရှင်ပထမဆုံးအနေနဲ့ရှမ်းဆန်ကိုရေဆေးပြီးတော့သမင်းချက်ထားလိုက်ပါမယ်ခရမ်းချင်ပြီးလေးတွေကိုဓာတ်ရပေးပြီးတော့ပြုတ်မဲ့ဦးထဲမှာထည့်ထားပြီးတော့ပြုတ်ထားပေးလိုက်ပါမယ်ဒါရပေးလိုက်တော့ခင်းကြီးလေးအခွန်ခွာရတာပို့ပြီးတော့လွယ်ရပါတော့เนาะပြီးတော့ပို့ပြီးတော့လည်းဣလွယ်တာပေါ့ပြုတ်ထားတဲ့ခင်းကြီးလေးတွေနူးဣလာပြီဆိုလို့ရှိရင်เนาะခင်းကြီးလေးအခွန်တွေခွာထားပြီးတော့ကြိတ်ထားပေးလိုက်ပါမယ်ခင်းကြီးလေးကြိတ်ထားတာလေးတွေရပါပြီဒါဆိုရင်เนาะခင်းကြီးလေးနှစ်ချက်ဖို့စလုပ်လို့ရတယ်ပေါ့เนาะခင်းကြီးလေးလက်ချက်ထားတာလေးတွေရေခမ်းပြီးတော့အနက်လေးမွေးလာပြီဆိုလို့ရှိရင်တော့ရပါပြီ။ညလေးတစ်ခုထဲမှာခွဲထည့်ထားလိုက်ပါမယ်။ခုဆိုရင်တော့စက်သွန်ဖြူစီချမ်းဆက်တတ်ပါမယ်။စီပူလာပြီဆိုရင်တော့စက်သွန်ဖြူထည့်ပါမယ်။အလင်းမော့နည်းနည်းထည့်မယ်။အဲဒီနောက်မှာတော့မြေအေးအေးလေးနဲ့စက်သွန်ဖြူအနက်လေးမွေးလာတဲ့အထိကြော်ပေးလိုက်ပါမယ်။အခုအုပ်ပူလာပြီဆိုလို့ရှိရင်တော့မြေပဲဆန်ကြော်ထားပေးလိုက်ပါမယ်။ခုဆိုရင်တော့မြေပဲကြော်ထားလေးရပြီဆိုတော့ဒီခံလေးတစ်ခုထဲမှာအေးခံထားလိုက်ပါမယ်။စီပူလာပြီဆိုရင်တော့တဲပုတ်ကလေးတွေထည့်ကြော်လိုက်ပါမယ်။မီးအေးအေးလေးနဲ့ပဲကြော်မယ်ပေါ့နော်။မီးအရင်ပြင်လို့ရှိရင်ထူတော့မှာဆိုလို့မီးအေးလေးနဲ့ပဲကြော်ပါမယ်။ကိုကငရုတ်ကြီးစီလေးလည်းလှုပ်ချင်တာဖြစ်တဲ့အတွက်ဒီငရုတ်ကြီးအပူလေးတွေကိုလည်းကြော်ပြီးတော့ထောင်းထားပြီးငရုတ်ကြီးစီလေးလှုပ်လိုက်မယ်ပေါ့နော်။ငရုတ်ကြီးစီလေးနဲ့ကတော့ပုံမွေးပြီးတော့အဆက်စားတဲ့လူတွေအတွက်တော့ပိုအဆင်ပြေတာပေါ့။ခုကြော်ထားတဲ့ငရုတ်ကြီးလေးတွေရပြီဆိုလို့ရှိရင်တော့ထောင်းမဲ့စုံထဲမှာထည့်လိုက်ပါမယ်။ကြော်ထားတဲ့ငရုတ်ကြီးလေးတွေကိုကျဉ်ညက်တော့အောင်ထောင်းပေးလိုက်ပါမယ်။ငရုတ်ကြီးလေးတွေညက်အောင်ထောင်းပြီးသွားပြီဆိုလို့ရှိရင်တော့ပကံတစ်ခုထဲမှာခက်ထည့်ထားပါမယ်။ဒါတော့ပွားငါးသမင်းနဲ့စားတဲ့အခါကြလို့ရှိရင်တွဲဖက်စားဖို့ရုပ်စီလေးလုပ်ဖို့ပေါ့နော်ခဏပိုတဲ့စီလေးတွေကိုရုပ်သီးလေးထဲမှာလောင်းထည့်ထားပေးလိုက်ပါမယ်အာလူတွေကိုလည်းရေပြထားသေးပြီးတော့ပြုတ်ထားပေးလိုက်ပါမယ်ပြုတ်ထားတဲ့အာလူလေးတွေကိုကိုယ်အခွန်လေးတွေခွာထားပေးလိုက်ပါမယ်အခွန်ခွာပြီးတော့ပိုးကတုံးလေးတွေတုံးထားလိုက်မယ်ပေါ့နော်ထမင်းနေတဲ့အခါမှာတုံးတဲ့အာလူဆိုစစ်စီးလေးကပိုကောင်းတယ်ပေါ့နော်အာလူစီးတဲ့အခါထမင်းကလည်းစစ်စီးလေးနဲ့ပို့ပြီးတော့အရသာရှိတာပေါ့အခုပို့တော့ငါထမင်းနဲ့လို့ဖို့ငါလေးတွေကိုအရင်ပြုတ်ထားလိုက်ပါမယ်ငါပြုတ်တဲ့နေရာမှာပို့ကတော့စပလင်လေးနည်းနည်းထည့်တယ်ဂျင်းဓာပြရိုက်ထားတာလေးနည်းနည်းထည့်တယ်ပြီးရင်တော့စနွင်းမုံလေးနည်းနည်းထည့်ပြီးတော့ငါပြုတ်ထားလိုက်ပါမယ်အခုကိုတို့ကဒီရေဆေးထားတဲ့စက်တောင်ပန်လေးတွေကိုအရသာနှက်တဲ့အခါမှာပို့ပြီးအရသာဝင်အောင်လို့ဓာတ်ရလေးတွေပေးထားလိုက်ပါမယ်အခုပို့လို့ငါးသမင်းနဲ့တွဲစားဖို့အတွက်စက်တောင်ပန်ကြော်လေးလုပ်ပါမယ်ရေဆေးထားတဲ့စက်တောင်ပန်ထဲကိုခုထောင်းထားတဲ့ဂျင်းစက်သွန်ဖြူရည်တွေညှစ်ထည့်လိုက်ပါမယ်ခရုစီနည်းနည်းထည့်ပါမယ်စက်တောင်မုံနည်းနည်းစားနည်းနည်းထည့်ပြီးတော့မိနစ်20လောက်တတ်ထားလိုက်ပါမယ်အခုငါပြုတ်ထားတာရပြီဆိုတော့ငါတွေကိုအိတ်ခံပြီးတော့အယိုးနှွင်ပေးဖို့ဆယ်လိုက်ပါတော့မယ်အခုစက်သားနှက်ထားတာမိနစ်20လောက်ရှိပြီဆိုတော့ကိုရိုဒီထဲမှာစက်သားကြော်ဖို့စပြင်ပါမယ်အကြော်မှုကိုစက်သားနဲ့မပြစ်မကျဲအနေထားလေးထည့်ထားပေးပါမယ်မီးအနေတော့ထားပြီးတော့ပေါ့နော်မီးလျှော့ထားပြီးတော့စက်တောင်ပန်တွေကိုထည့်လိုက်ပါမယ်အောက်ဖက်ရွှေကိုရောက်တန်းလာပြီဆိုလို့ရှိရင်တော့ဟိုဘက်ဒီဘက်နှံပေးလိုက်ပါမယ်စက်တောင်ပန်လေးတွေအခုလိုနေထားရရင်တော့ဆယ်လိုက်ပါတော့မယ်ဟိုကဒီအရင်ညှစ်ထားတဲ့စက်သွန်ဖြူချင်းလေးတွေကိုပေါ့နော်ခုနကြံတဲ့မုံနှစ်လေးနဲ့နေပြီးတော့ထပ်ပြီးတော့ကြိုထားပေးလိုက်ပါမယ်ပုံမှုရအောင်လို့ပေါ့နော်ဟိုမုံနှစ်နဲ့ကတ်ကြော်ထားတဲ့ချင်းစက်သွန်ဖြူလေးတွေကိုစက်သားလေးတွေအပေါ်မှာတင်ထားပေးလိုက်ပါမယ်ငါးသမင်းနဲ့လုပ်ဖို့အတွက်ပြုတ်ပြီးတော့အေးခံထားတဲ့ငါးတွေကိုအယိုးလေးတွေနှွင်ထားပေးပါမယ်အခုအယိုးနှွင်ထားတဲ့ငါးလေးတွေကိုစီပူထဲထည့်ပြီးတော့နည်းနည်းနှိမ့်လိုက်ပါမယ်နည်းနည်းလေးလည်းခြောက်သွားအောင်ပြီးတော့ငါးညီနဲ့လေးလည်းနည်းနည်းပြုတ်သွားအောင်လို့ပေါ့နော်ခုလိုငါးလေးတွေခြောက်လာပြီးငါးအနက်လေးမွေးလာပြီဆိုလို့ရှိရင်တော့ရပါပြီဒီထဲကိုထည့်လိုက်ပါတော့မယ်အခုငါးသမင်းနဲ့စပြီးလုပ်ပါတော့မယ်ဒါကတော့ချက်ထားတဲ့ရှမ်းဆန်ဖြစ်ပါတယ်အဲ့ဒီထဲကိုခင်းချင်ပြီးအနစ်ချက်ထားတာထည့်လိုက်ပါမယ်ပြီးရင်ငါးနှွင်ပြီးတော့ကြော်ထားတာထည့်လိုက်ပါမယ်အာလူပြုတ်ထားတာထည့်ပါမယ်စက်သွန်ဖြူစီချက်တက်ထားတာထည့်ပါမယ်သားနဲ့
အရသာမုံနဲ့ထည့်လိုက်ပါမယ်စပလာတွေအားလုံးထည့်ပြီးပြီဆိုလို့ရှိရင်တော့စနေပါတော့မယ်နေတဲ့ချိန်မှာစပလာတွေအားလုံးနဲ့ချန်ထမင်းလေးကိုတသားတည်းစသွားအောင်စစ်စစ်ထွေးထွေးလေးဖြစ်တဲ့အထိဒီချာလေးနေပေးလိုက်ပါမယ်နေတော့အရစားထင်လာငွေနေရပါအခုနေထားတဲ့ငါးထမင်းတွေရပါပြီပကံထဲမှာထည့်ပါတော့မယ်ထပ်ပြီးတော့ကိုတို့တော်ပင်အနေနဲ့ကတော့မိဘဆန်လေးရယ်ငုတ်တီးကြော်တောင်းလေးရယ်ပြီးတော့တက်ပုတ်ကြော်ထားတာလေးရယ်နဲ့တွဲစားမှဖြစ်ပါတယ်ငုတ်တီးတိုက်တဲ့လူကတော့ငုတ်တီးစီလေးထည့်စားလို့ရပါတယ်အခုအားလုံးပြင်ဆင်ချက်ပြုတ်ပြီးဆိုတော့ဖတ်ကြည့်ပါတော့မယ်ဖတ်ကြပါဦးအရန်ကောင်းတယ်ငါအရန်စိတ်ပြီးတော့အရန်ရတာရှိတယ်တကယ်ကောင်းလားချက်ကြော်လေးလည်းစားကြည့်လိုက်ချက်ကြော်လည်းမှုန်းရပဲချက်သွန်ဖြူခြင်းအရတာကချက်ကြော်ထဲမှာစိတ်ဝင်နေပြီးတော့အရန်ရတာရှိတယ်တကယ်ကိုစားလို့ကောင်းပါတယ်။လိုက်လို့စားကြည့်ဖို့လည်းပိုးနေနဲ့ပြောချင်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဘိုးတော့ဆက်စားလိုက်ပါဦးမယ်။